မြမလေရွေးစဉ်ဘောလုံးအသင်းအနေနဲ့ထိုင်းလေရွေးစဉ်ဘောလုံးအသင်းကိုအနိုင်မြူနိုင်ခဲ့တာကတော့နှစ်ပေါင်း43နှစ်ရှိခဲ့ပြီဖြစ်ပြီးဒီချိန်စာစိုးကြီးကို2026ခုနှစ်ဩဂုတ်လ10ရက်နေ့မှာခြေဖြတ်ပြနိုင်မလားဆိုတာကိုတော့စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့လက်ရှိဘဂရီအခြေအနေကိုလက်ခံထားသူတယောက်မလို့အနိုင်မယူနိုင်ရင်တော့မရှုံးရင်တော့ကျင်းတတ်ပါပြီခင်ဗျာပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာဘာကလီဗာမာ channel ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့2026အာဆီယံကွန်တိုင်းဖလားမှာဝင်ရောက်ရှင်ပြိုင်နေတဲ့မြန်မာလူရေးစဉ်ဘောလုံးသင်းရဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်ခင်ဗျာအုပ်စုအဖွင့်ပွဲမှာမလေးရှားအသင်းကို2ဂိုးတကူနဲ့ရှုံးအုပ်စုဒုတိယပွဲမှာတော့အင်ရှင်ဖြစ်တဲ့ဖိလစ်ပိုင်အသင်းကို4ဂိုးတကူနဲ့အနိုင်ရရှိခဲ့တဲ့မြန်မာအသင်းဟာအုပ်စုရဲ့တတိယမြောက်ပွဲစဉ်မှာတော့တိုးနာကွင်းမှာလာအိုအသင်းကိုအခန့်ကစားသွားမှာပဲဖြစ်ပါတယ်အဲဒီနောက်မှာတော့အုပ်စုရဲ့နောက်ဆုံးပွဲစဉ်အဖြစ်နဲ့ထိုင်းနိုင်ငံရာဇမင်္ဂလာကွင်းမှာထိုင်းလက်ရေးစဉ်အသင်းကိုဧည့်သည်အဖြစ်နဲ့တွားရောက်ရှင်ပြိုင်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာမြန်မာနဲ့လာအိုအသင်းတို့ရဲ့အခင်းကျင်းအနေထားမြန်မာနဲ့ထိုင်းအသင်းတို့ရဲ့ဖြစ်နိုင်ပွဲအနေထားအရှိမကန်ခဲ့တဲ့မြန်မာနဲ့မလေးရှားအသင်းတို့ရဲ့ပွဲစဉ်နဲ့မြန်မာနဲ့ဖိလစ်ပိုင်အသင်းတို့ရဲ့ပွဲစဉ်မှာဘာတွေဖြစ်ခဲ့လဲဆိုတော့ကျွန်တော်နဲ့အတူလိုက်ကြည့်ရှုလိုက်ကြအောင်လားခင်ဗျာ subscribe မလုပ်ရသေးတဲ့ brother တွေနဲ့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြဖို့ကျွန်တော်ဒီကနေပြီးတော့မေတ္တာရက်ခံတောင်းဆိုချင်ပါတယ်ခင်ဗျာမြန်မာအသင်းကမလေးရှားကို2ဂိုးတကူနဲ့ရှုံးတဲ့ပွဲမှာဟေ့ဆိုရင်မြန်မာအသင်းအနေနဲ့ chance တွေအများကြီးရခဲ့တယ်ဂိုးသွင်းမှုခွင့်ရအများကြီးရခဲ့တယ်ဗျအသုံးမချနိုင်ခဲ့လို့တာ2ဂိုးတကူနဲ့ရှုံးနေခဲ့တာပေါ့နော်တော့ brother တချို့ကပြောကြတယ်ဒါမလေးရှားအသင်းကတကယ်အကြီးအသင်းဆင်းဖို့ပေါ့နော်အဲ့လိုပြောလို့မရဘူးဗျအဓိကအကြီးအသင်းဆင်းပါတယ်မလေးရှားမပါလာတာဆိုလို့ပဲကစားသမားတွေရှိလဲဆိုတော့စီလန်ကောနဲ့ဂျိုဟိုအသင်းရဲ့ကစားသမားတွေတော့ပါမလာဘူးပေါ့နော်စီလန်ကောနဲ့ဂျိုဟိုအသင်းကစားသမားတွေကအဓိကဘာနဲ့တွားတူလဲဆိုတော့ထိုင်းအသင်းလုံးနေတဲ့အခွက်လိုပဲဘူရီယန်တို့ဘာတို့ကနေ player တွေအများကြီးပါမလာဘူးပေါ့သူတို့ကဒီအာရှပွဲတွေဒီကမ္ဘာဖလားချီစပွဲတွေကိုပဲအာရုံစိုက်နေကြတဲ့အချိန်မှာဒီအာဆီယံ level ကိုတော့အဆင့်မြင့်ဆုံးအသင်းတွေမလွတ်ကြဘူးပေါ့နော်မလွတ်တာတဲ့ဆိုင်ဒီနိုင်ငံအသင်းနဲ့ကလပ်အသင်းဒီ owner တွေကြားမှာသူတို့နားလည်မှုလေးတွေလွဲနေရဗျသူတို့ရဲ့ကလပ်အသင်းတချို့ကနိုင်ငံအသင်းကို support အပြည့်မပေးတဲ့အနေအထားလေးတွေမှာရှိနေတယ်ဗျနော်ဒါပေမဲ့လည်းအဲ့ကြားထဲမှာဒီမလေးရှားအသင်းကတော့ပေါ်လိုဂျူဆူဆူမာရက်အန်ဒရက်ဆန်ဒရိုလိုကစားသမားတွေကိုခေါ်လာခဲ့တယ်မွေးစားသား3-5ယောက်လောက်ပါလာခဲ့တယ်ဗျမြန်မာအသင်းကိုတွင်းသွားတဲ့2ကိုကလည်းပေါ်လိုဂျူဆူနဲ့အန်ဒရက်ဆန်ဒရိုတွင်းသွားတာဗျဘရာဇီးသား2ယောက်ပေါ့နော်ဥပမာလင်းပြောရရင်မြန်မာအသင်းနေနဲ့ပထမပိုင်းမှာတည်းမှာမလေးရှားအသင်းကိုဖျက်လို့ရတဲ့အလုံးတွေအများကြီးရှိခဲ့တယ်ဒါပေမဲ့မပြတ်သားခဲ့ဘူးဗျနော်မြန်မာအသင်းတွင်းလိုက်တဲ့ပထမအလုံးဆိုရင်မျက်ကောင်းခန့်တွင်းလိုက်တယ်ဒီဝင်းနိုင်ထုံးကန်လာကနေပြီးတော့အန်ထွက်လာတဲ့အလုံးကိုတွင်းယူလိုက်တာပေါ့နော်နောက်တစ်လုံးဟေ့ဆိုရင်လည်းမျက်ကောင်းခန့်တေချာလာပါလေးခင်းပေးလိုက်တာကိုရိုနိုင်ထုံးအနေနဲ့တစ်ချက်လွဲချော်ခဲ့တယ်ဗျမြန်မာပေးလိုက်တဲ့ပထမဂိုးကတော့ကျောင်းကန်ပေါ်မှာမာကင်တွေတစ်ချက်ညံ့တဲ့အနေအထားမှာရှိနေတယ်ဗျနောက်တစ်လုံးကတော့ဒါမြန်မာနောက်ခံလူရဲ့ပြတ်ထုတ်ပုံမသေးတတ်မှုဖြစ်တာကြောင့်ပို့လင်ပြောမယ်ဟေ့ဆိုရင်စူမာရက်ကလည်းဒီယုံမြင်လို့ဒီချုံထွင်တာဗျသိရမလားဒီဟာလေးက soft တက်လေးလဲလို့တောင်မရဘူးဒါပေမဲ့ contact လေးဖြစ်သွားတာဖြစ်တဲ့ဒိုင်နေနဲ့ကလည်း penalty ပေးမှကိုရမယ့်အနေအထားကြီးဖြစ်သွားတာဗျနော်ဆိုတော့စူမာရက်ရဲ့ထောင်ချောက်တွေကိုရောက်ခဲ့တာပေါ့နော်အဲ့လုံးကတော့မြန်မာနဲ့မလေးပွဲကိုကြည့်ပြီးမြန်မာကစားသမားတချို့ဝေဖမ်းမဲ့ဟေးဆိုရင်တော့ဂိုးသမားလေးလည်းဖမ်းသွားတော့မဆိုဘူးသူအပိုင်လုံးတချို့ဆိုရင်နှလုံးသုံးလုံးလောက်ကိုဆင့်ပြီးတော့ပုတ်သွားတဲ့အလုံးလေးတွေရှိတယ်ဗျဒါပေမဲ့ကျွန်တော်သိတာတစ်ချက်သိလိုက်ရတာဒုတိယပိုင်းမှာမြန်မာအသင်းရဲ့ဒီလောအားနှုံးကပထမပိုင်းလောက်အလုံးမဖြစ်ခဲ့ရတော့တွေ့ရတယ်နော်တချို့ brother တွေကကြဒီဝင်းနိုင်ထုံဝိုင်းပြီးတော့ဝေဖန်ကြတယ်ဝေဖန်တာမှန်ပါတယ်ဝေဖန်တဲ့တယ်ဒါပေမဲ့တစ်ခုရှိတာပေါ့နော်တပွဲလုံးမှာသူ့ရဲ့လောအားနှုံးကတကယ်တော့အကောင်းဆုံးဖြစ်သွားတာဗျသူ့ဘက်ကတိုးတယ်တောက်လျှောက်တိုးတယ်ဒါပေမဲ့သူ့အနေနဲ့ကအသုံးမချနိုင်ခဲ့တာတော့လေးတော့တော်တော်ဆိုးတယ်ဗျ53မိနစ်မှာမျက်ကောင်းခင်းပေးလိုက်တဲ့အလုံးလေးဟေးဆိုရင်သူရာဂိုးသွင်းလိုက်မှဟေးဆိုရင်ဒါဒီဂိုးလေးကတော်တော်လှတဲ့ဂိုးလေးဖြစ်သွားမှာဗျအထူးဖြင့်သူကစားနေတဲ့ဘယ်တောင်မန်နဲ့မလေးရှားအသင်းရဲ့ညာစွန်နောက်ခံလူကတော်တော်အားနည်းတဲ့အထက်မှာပါတယ်ပေါ့နော်ဒီပြိုင်ပွဲထဲမှာသူ့အနေနဲ့ထိုးပေါင်းခွင့်အခြေကြီးအများကြီးရခဲ့တယ်ကောင်းတော့အသုံးမချနိုင်ခဲ့ဘူးပေါ့ဒါပေမဲ့တခုရှိတာကမြန်မာအသင်းရဲ့17ယောက်လောရန်ဝင်လိုက်ကစားသမားတွေထဲမှာရောအတိုးဆုံးလောအားနှုံးအကောင်းဆုံးကသူဗျာနော်ဝင်းနိုင်ထုံးအနေနဲ့ finishing ဘိုင်းလေးပေါ့နော်အဆုံးသက်ဘိုင်းလေးကိုဒါတခုchance create ဖြစ် goal အဖြစ်ပြောင်းလဲနိုင်ခဲ့မဲ့ဟဲ့ဆိုရင်သူ့ရဲ့ခြေစွမ်းကအခုလက်ရှိမြန်မာအသင်းကစားသမားတွေထဲမှာအကောင်းဆုံးလို့ပြောလို့ရတယ်ဒါပေမဲ့ခက်သွားတာတခုကသူ့အနေနဲ့တိုးတာတိုးပြီးတော့ဒီ finishing ဘိုင်းထွက်မလာဘူးပေါ့နော် end product ထွက်မလာဘူးဖြစ်နေရဗျand product လေးတာထွက်လာမှဟေ့ဆိုရင်ဘာပြောသူအာဆီယံအသင်းတော်တော်များများတော့သူ့အနေနဲ့ဒီတိုင်းတိုးပုံနဲ့ကတော့ဆက်တိုးလို့ရနိုင်အောင်မတေးကြတယ်ဗျာနော်သူပြင်ဘယ်တောင်မှဟမ်မာဟေ့ဆိုရင်ညီမအသင်းမှာကအဲ့လိုမျိုးတိုးနိုင်တဲ့ player အခုနောက်ပိုင်းဆိုအရန်ရှားတယ်သူတယောက်ပဲရှိရပါတော့ဘယ်တောင်မှန်းနေပြီးတိုးနိုင်တာဆိုလို့ဒီပွဲမှာချီကျူးကမှမျက်ကောင်းခန့်ပေါ့နော်မျက်ကောင်းခန့်နေနဲ့သူ့အနေနဲ့ chance တွေ create တော်တော်များများလုံးနိုင်ခဲ့တယ်ဗျမလေးရှားအသင်းကိုဦးဆောင်ကိုပြန်ပြီးပေးလိုက်တဲ့နောက်ပိုင်းမှာနိုင်ခွက်လောက်အချိန်ရခဲ့တော့ပေါ့နော်အဲ့နိုင်ခွက်အသင်းရောဒီအိမ်ဝင်းအိမ်အားကိုပါမြန်မာအသင်းနေနဲ့ကတော့အသုံးမချနိုင်ခဲ့တာကိုတွေ့ရတယ်ဗျာနော်ဆက်လက်ပြီးကျွန်တော်တို့မြန်မာနိုင်ခဲ့တဲ့မြန်မာ4-1ဖိလစ်ပင်းပွဲကိုတစ်ချက်လောက်သွားပြီးကြည့်လိုက်ကြအောင်နော်အသင်းနဲ့ဖိလစ်ပိုင်အသင်းတို့ပွဲစဉ်မှာတော့ထူးထူးဆန်းဆန်းပဲမြန်မာအသင်းကအင်ရှင်ဖြစ်တဲ့ဖိလစ်ပိုင်အသင်းကို4ဂိုးတကူနဲ့ဂိုးပြတ်အနိုင်ရရှိခဲ့တာပေါ့နော်ပထမဆုံးဖွင့်ဂိုးကိုတော့တော်မင်းဦးကတောင်းကန်ဘောကနေကျလာတဲ့အလုံးကိုခေါင်းတိုက်ပြီးတော့
တေချာလေးကိုတွင်းယူသွားခဲ့တာဗျလှလှပပလေးပေါ့နော်တချို့ brother ရဲ့ပြောကြတာပေါ့နော်ဖိလစ်ပိုင်အသင်းကဒီအသင်းက B အသင်းပေါ့ဒါ B အသင်းမဟုတ်ပါဘူးဗျဖိလစ်ပိုင်အသင်းရဲ့ A အသင်းမှာသူတို့မှာဒီအသင်းပဲရှိပါတယ်ဒီထက်ကောင်းတဲ့ player တွေလည်းမရှိတော့ပါဘူး Nate Etheridge တို့ Yan Husband တို့ဘာလို့ brother တွေဆိုတာလဲအနားယူသွားပြီဗျနော်ဆိုတော့ဒီ player တွေပဲရှိရယ်ဖိလစ်ပင်းအသင်းကတခုရှိတာတော့သူတို့ကများသောအားဖြင့်တကယ်မွေးစားသားဆိုတာထက်ဆိုင်ကပြားတွေကိုအသုံးပြုရမှာကပြားတော့အသုံးပြုခွင့်ရှိရဗျာသိရမလားအဖေအမေဖိလစ်ပင်းတယောက်ပေါ့နော်အဲ့လို player တွေအများဆုံးပါတယ်အခုလက်ရှိကန်သွားတဲ့ဖိလစ်ပင်း17ယောက်လုံးထဲမှာလည်းဒီဖိလစ်ပင်းနိုင်ငံသားအစစ်မဟုတ်တာ2ယောက်လောက်ပါတယ်ဖိလစ်ပင်းနိုင်ငံသားအစစ်ကလည်း2ယောက်လောက်ပါပြီးတော့ကျန်တဲ့9ယောက်လောက်ကတော့ဖိလစ်ပင်းအဖေဒါမှမဟုတ်ဖိလစ်ပင်းအမေကပြားတွေကိုတုံးသွားတာများတယ်ဗျ17ယောက်လုံးသူတို့ရဲ့ဒီ line ရဲ့ကစားသမားတွေပါအဲ့ဒါအပြင်တချို့ကစားသမားတွေဟေးဆိုရင်ဥရောပရဲ့ဒုတိယရန်တတိယရန်လိတွေမှာကန်နေတဲ့ကစားသမားတွေအများကြီးပါတယ်ဗျအဲ့လိုကစားသမားတွေပါနေတဲ့ထဲမှာမြန်မာအသင်းကဘာပြောဒီဘွဲကိုထက်ထက်တန်တန်အနိုင်ရရှိခဲ့တာပေါ့နော်ဒုတိယအလုံးဟေးဆိုရင်လည်းကျွန်တော်မောင်မောင်လွင်ခင်းပေးလိုက်တဲ့အလုံးကိုတန်းပိုင်ကလှလှပပဘယ်ချီလီနဲ့ပြီးကန်သွင်းခဲ့တာဗျာနော်အဲ့ကိုဟေးဆိုရင်လည်းကိုသမားဘာမှပြန်ပြီးတော့ဖြေလို့မရခဲ့တဲ့အလုံးတွေဖြစ်သွားခဲ့တယ်ပေါ့နော်2-0နဲ့တွေမှာတသားရမြန်မာအသင်းကပထမပိုင်းကိုဥဆောင်ထားနိုင်ခဲ့တယ်ဗျဒုတိယပိုင်းမိနစ်80လောက်အရောက်မှာတော့ညကောင်းခန့်လိုက်ဆယ်ခဲ့တဲ့အလုံးကိုဟိန်းထက်အောင်ပေးလိုက်တယ်ဟိန်းထက်အောင်နဲ့မှတစ်ဆင့်ဟိန်းထက်အောင်ဖန်တီးပေးလိုက်တဲ့ဖြစ်တင်ဘောကိုဝင်းနိုင်ထောင်းကအပီခေါင်းတိုက်တွင်းယူခဲ့တာဗျနောက်ဆုံးပွဲပြီးကန်ဒီမှာတွင်းယူခဲ့တဲ့အလုံးဆိုရင်လည်းညကောင်းခန့်ရဲ့ဖြစ်တင်ပေးမှုကနေပြီးတော့တန်းပိုင်ကခေါင်းနဲ့ပဲတိုက်ပြီးတော့တွင်းယူခဲ့တာပေါ့နော်ဆိုတော့မြန်မာအသင်းကဒီပွဲမှာထူးထူးဆန်းဆန်းပဲဗျာနော်သူတို့၄ဂိုးသွင်းတယ်တွင်းယူခဲ့တဲ့၄ဂိုးထဲမှာ၃ဂိုးကတန်းပိုင်ရဲ့ဒီဘဲချီတစ်လုံးကိုကလွယ်ပြီးကျန်တဲ့၃ဂိုးလုံးကခေါင်းတိုက်ဘောတွေဗျာတဲ့ခေါင်းဂိုးတွေကြီးပဲတွင်းသွားတာပေါ့နော်ထူးထူးဆန်းဆန်းဒီလိုမျိုးခေါင်းတိုက်ဘောတွေမြန်မာအသင်းနိုင်ပွဲတွေမှာမတွေ့ရတာကြာပြီအထူးပြပေါ့နော်မြန်မာအသင်းနိုင်ပွဲတွေလည်းရှားနေတယ်မြန်မာအသင်းနိုင်တဲ့ပွဲတွေမှာဟေးဆိုရင်လည်းအရင်ပွဲတွေမှာဟေးဆိုရင်ကျွန်တော်နဲ့ပဲတွင်းတာများတယ်ဗျခေါင်းတိုက်ဘောဆိုတာအရန်ရှားတယ်အခုနီးပြကြီးလက်ထက်မှာတော့မစိုးဘူးဗျ crossing လေးတွေလည်းတွေ့လာရတယ်ခေါင်းတိုက်ဂိုးလေးတွေလည်းမြင်လာရတယ်ဗျအဲ့ဒီခုလေးတော့နည်းနည်းချီးကျူးခြင်းတယ်ပေါ့နော်ဒီနီးပြနဲ့ဒီ player တွေကိုဒီပွဲပြီးဖိလစ်ပင်းပြည်သက်တွေကတော့သူတို့ရဲ့ဒီ Facebook page တွေအဖွဲ့ချုပ်ရဲ့ page တွေမှာတော့တွားပြီး wave fan တွေတော့တွေ့ရတယ်ဗျအထူးဖြင့်ဒီဖိလစ်ပင်းဘောလုံးဖွဲ့ချုပ်ကိုဖျက်သိမ်းပြီးတော့နော်ဖိလစ်ပင်းဘောလုံးအသင်းထက်သုံးမဲ့ပတ်စံတွေကိုဘတ်စကတ်ဘောအတွက်ပဲသုံးပေးပါဆိုပြီးတော့လည်းပြောနေရတယ်တွေ့ရတယ်ဗျာနော်အဲ့ဒါပြောမှတချို့ fan တွေပေါ့နော်ထိုင်းတို့အင်ဒိုတို့ဗီယက်နမ်တို့ fan တွေကဘာတွေသွားမှန်ထားလဲဆိုတော့မြန်မာအသင်းကိုပေါ့နော်မြန်မာအသင်းနဲ့ကံမဲ့ပွဲမှာမိုးရွာလို့မရဘူးတဲ့မိုးရွာမယ်ဟေးဆိုရင်မြန်မာအသင်းကနိုင်နေတဲ့ဘာလို့ဆိုတော့ဒီကောင်လေးနိုင်ငံမှာကတဲ့ရွှွန့်ထူတဲ့ကွင်းမှာပဲကစားလာတာမလို့တဲ့အဲ့လိုမျိုး comment လေးတွေလည်း fan comment လေးပေါ့နော်ရည်စရာ comment လေးတွေတချို့လည်းတွေ့ခဲ့ရပါတယ်ဗျာဘာပဲပြောဒီပွဲအနိုင်ကြောင့်မြန်မာအသင်းအနေနဲ့နောက်ထပ်ရင်ဆိုင်မဲ့ပွဲတွေကံမှုကို ready ဖြစ်နေပြီ motivate ဖြစ်သွားပြီစိတ်သက်အင်အားတွေပို့ပြီးတော့တက်ကြွလာတဲ့အနေအထားမျိုးလေးကျွန်တော်တွေ့နေရတယ်ဗျကစားသမားနဲ့နီးပြနဲ့အထူးဖြင့်ကစားသမားအချင်းချင်းမှာတယောက်နဲ့တယောက်နည်းနည်းနားလည်မှုလေးပို့ပြီးရှိလာတာကိုကျွန်တော်တွေ့ရတယ်ဖိလစ်ပင်းရဲ့ပွဲမှာဟေးဆိုရင်လည်းဒီအသင်းနိုင်နေတာမှန်တယ်ဒါပေမဲ့နောက်ထပ်ဂိုးတွေသူတို့ဆက်တိုက်တယ်ပြီးတော့နောက်တစ်ချက်ကဘောလုံးပြတ်သွားပြီဆိုတာနဲ့ဘောလုံးတွေကိုဆက်လိုက်တယ်ကျွန်တော်ပြောချင်တဲ့ point ရဗျဘယ်လိုမျိုးပြောင်းလဲပလိုက်ပဲလဲနော်မြန်မာနဲ့မလေးရှားနဲ့ပွဲမှာဟေးဆိုရင်ကြကိုယ်အင်ကွင်းကြီးမှာကန်ရတယ်ဒါပေမဲ့တချို့ဘောလုံးပြတ်တာတွေပါဆိုဆက်မလိုက်ဘူး motivation လေးအဲ့မှာကွာနေတယ်ပေါ့နော်ဒီဒုတိယပွဲမှာじゃ motivation လေးမြင့်လာတယ်ဘောလုံးပြတ်တာတွေပါရဆက်ပြီးကိုတေချာလေးကိုလိုက်ပြီးတော့ကစားကြတယ်ဗျအဲ့ဒီခုလေးတော့တော်တော်ချီးကျူးစရာကောင်းတယ်ပေါ့နော်အထူးဖြင့်အဓိကတိုက်စစ်မှုဖြစ်တဲ့တန်းပိုင်လဲ2ဂိုးရသွားတာကြောင့်ဘာပဲပြောသူ့အနေနဲ့ယုံကြည်မှုတွေမြင့်တက်လာပြီးသူ့ရဲ့အသင်းမော်တွေပံ့ပိုးမှုတွေလည်းရလာပြီမောင်မောင်လွင်နဲ့ညကောင်းခန့်တို့ရဲ့ဒီကွင်းလန်အထိုင်ကစားပုံလေးကတော်တော်လေးကိုအဆင်ပြေသွားတာကိုတွေ့ရတယ်တပွဲတက်တပွဲပို့ပြီးတော့ဒီနှစ်ယောက်ကြားမှာအချိတ်ဆက်လေးတွေပို့ပြီးတော့ရှိလာပြီဗျ။ဩဂုတ်လ4ရက်နေ့ကျရင်တော့မြန်မာနဲ့လာအိုအသင်းတို့ရဲ့ပွဲကိုကျွန်တော်တူဝနအားကစားကွင်းမှာရှင်ပြိုင်သွားမယ်ဗျ။မြန်မာအင်ရှင်ပေါ့နော်။လာအိုအသင်းရဲ့အနေအထားလေးကိုကျွန်တော်လေ့လာကြည့်လိုက်တဲ့အခါမှာသူတို့ကပထမဆုံးပွဲမှာထိုင်းအသင်းကို5-0နဲ့ရှုံးတယ်။ဒုတိယပွဲမှာလည်းမလေးရှားအသင်းကို4-0နဲ့ရှုံးခဲ့တယ်ဗျ။လာအိုအသင်းရဲ့အထာလေးကတော့ပထမပိုင်း15မိနစ်20လောက်ထိကိုလုံးဝခံပြီးတော့ကန်တယ်ထိုင်းဖြစ်ဖြစ်မလေးဖြစ်ဖြစ်သူအဲ့ထားလေးရှိတယ်ဒါပေမဲ့25မိနစ်နောက်ပိုင်းဟေးဆိုရင်သူဘလို့မှခံနိုင်စွမ်းမရှိတော့ဘူး local player လည်းပါလာတဲ့ပြင်သူတို့ရှိရ player အများစုကဒီပေါက်ထွက်ကစားနေတဲ့ player လည်းတိတ်မပါဘူးဗျာနော်အဲ့ဒါအပြင်သူတို့ရဲ့ preparation ဘိုင်းမှာလည်းသူတို့အရန်အားနိုင်ခဲ့တယ်လို့ပြောလို့ရမယ် BNN ဟိုတာတွားပြီးတော့သူတို့ BNN က League 2 League 3 club ချို့နဲ့ပဲခြေစွမ်းခဲ့ရတယ်နိုင်ငံအသင်းချင်းခြေစွမ်းခဲ့တာတွေလည်းနည်းတယ်ဗျအဲ့အတွက်ကြောင့်ဒီ preparation ဘိုင်းမှာကဒီပြင်ဆင်မှုဘိုင်းမှာကလာအိုအသင်းကတော်တော်လေးကိုအားနေတာကိုကျွန်တော်တွေ့ရမယ်လာအိုအသင်းဘယ်လောက်ပဲကောင်းဗျဘယ်လောက်ထိကောင်းနိုင်ပါစေမြန်မာအသင်းတွေနဲ့အနိုင်ယူနိုင်မယ်လို့တော့ကျွန်တော်ယုံကြည်ရဲဘာလို့ဆိုတော့မြန်မာကဒီလာအိုကိုသိမလားလာအိုကငယ်နိုင်အသင်းတစ်သင်းဖြစ်နေလို့ပြောတာမဟုတ်ဘူးအထူးဖြင့်ဒီလာအိုရဲ့လက်ရှိ form နဲ့မြန်မာကိုယ်နိုင်ငံအသင်းမလို့ကျွန်တော်မြန်မာရဲ့လက်ရှိ form ကအကွာကြီးကိုကွာတယ်မြန်မာရဲ့လက်ရှိ form ကအရန်ကောင်းနေတယ် brother တွေနော်လာအိုအသင်းသက်ရှင်ပြောတာနော်ကျွန်တော်ကျန်တဲ့တင်းနေနဲ့ရှင်ပြောတာမဟုတ်ဘူးလာအိုအသင်းနဲ့ရှင်ပြီးပြောတာပါမြန်မာနဲ့လာအိုရှင်နော်မြန်မာဘက်ကပဲအဆဆရတာပါတယ်အင်ကွင်းမှာလည်းကမ်းမှာဖြစ်တာကြောင့်ဂိုးမိုးတွေရွာထားဖို့လိုတယ်ဗျာနော်ဒီမလေးရှားအသင်းရဲ့ဒီဂိုးပေါင်းကလည်း flat 5ဖြစ်နေပြီထိုင်းအသင်းကလည်း flat 5ဖြစ်နေတဲ့အနေအထားမျိုးမှာလက်ရှိမြန်မာအသင်းတွေနဲ့
လာအိုသွင်းမယ်ဟဲ့ဆိုတော့အနည်းဆုံး3ခုပြက်လောက်သွင်းနိုင်ရင်တော့နောက်ပွဲတက်ပို့ပြီးတော့ safe ဖြစ်မယ်ဗျာနော်လာအိုအသင်းကို3ခုပြက်နိုင်လားဆိုတော့ပြက်နိုင်တယ်လို့ပဲကျွန်တော်ပြောချင်တယ်3ခုအထက်တော့မှသွင်းနိုင်သေးတယ်ဗျာနော်မြန်မာအခုကစားသမားတွေတိုက်စစ်စင်ပုံတွေဒီနီးပြရဲ့ကစားဟန်နေရဆိုရင်3ခုအထက်ပြက်နိုင်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်မြန်မာအသင်းအနေနဲ့လည်းလာအို3ခုအထက်သွင်းလိုက်ပြီခဲ့ဆိုရင်လက်ရှိသူတို့ရှိနေတဲ့ Go Different Plat 2နဲ့ပေါင်းရင် Flat 5ပေါ့မလေးတို့ထိုင်းတို့နဲ့ level 2ဖြစ်သွားပြီဗျအဲ့ဒါပြင်လာမဲ့ Game Week 3မှာဟေ့ဆိုရင်မလေးနဲ့ထိုင်းနဲ့ထိတ်တိုက်တွေ့မဲ့ပွဲရှိနေတဲ့အတွက်ကြောင့်မြန်မာအသင်းအနေနဲ့လာအိုနဲ့တွေ့တဲ့အချိန်မှာဒါအမှတ်ယူနိုင်ခဲ့မယ်ဟေ့ဆိုရင်သူတို့အုပ်စုကစားရမယ်နောက်ဆုံးပွဲမှာတက်တောင့်တက်တာလေးနဲ့ Fear Game လေးနဲ့ကစားလို့ရပြီဗျာနော်မြန်မာနဲ့လာအိုမဲ့တွေ့မဲ့ဒီအုပ်စုပွဲဆိုရင်လည်းပြည်သက်တွေနဲ့တွားရောက်အားပေးကြပါအောင်လို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဗျဘာလို့ဆိုဘာပဲပြောဒီပွဲကမြန်မာအသင်းအင်ရှင်ဖြစ်ကျင်းပရမယ့်အုပ်စုပွဲစဉ်မှာနောက်ဆုံးပွဲဖြစ်နေတာပေါ့နော်တကယ်လို့သူ့အနေနဲ့နောက်ဆင့်တက်သွားမယ်ဟေ့ဆိုရင်တော့အိမ်မှာနောက်ထပ်တစ်ပွဲနှစ်ပွဲလောက်လာနိုင်သေးရဆိုပေမဲ့အုပ်စုပွဲစဉ်အနေနဲ့ကတော့ဒါတူနာပွဲမှာကျင်းပမယ့်ပွဲကလာဝင်တဲ့ပွဲကနောက်ဆုံးပွဲဗျဆိုတော့ကျွန်တော်ရဲ့ဒီမြန်မာပြည်သက်တွေကျွန်တော်ဒီ Barkley Farmer fan တွေအနေနဲ့လည်းတွားကြည့်ခြင်းကြည့်လို့ရပါတယ်ကျွန်တော်ကြည့်ပါလို့တိုက်တွန်းခြင်းပါတယ်ဘာလို့ဆိုတော့ brother တို့ရဲ့ဒီ support တွေပြည်သက်တွေရဲ့ support တွေအများကြီးလိုနေပါတယ်ပေါ့နော်မြန်မာအသင်းကပြီးတော့နောက်တစ်ခုရှိတာကလာအိုအသင်းနဲ့တွေ့မဲ့ပွဲဖြစ်တာကြောင့် brother တို့အနေနဲ့တိတ်ပြီးစိတ်ညစ်မှာမဟုတ်ပါဘူးမလေးရှားနဲ့တွေ့မှာမဟုတ်ပါဘူးထိုင်းနဲ့မဟုတ်ပါဘူးဗီယက်နမ်နဲ့မဟုတ်ပါဘူးလာအိုနဲ့တွေ့မှာဖြစ်တဲ့အတွက်ကြောင့်နိုင်မှာတေချာတဲ့ပွဲမျိုးကို brother တို့အနေနဲ့တွားပြီးကြည့်လိုက်ကြပါလို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်ဗျထိုင်းနဲ့မြန်မာအသင်းရဲ့ပွဲကိုတော့ကျွန်တော်တို့ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့ရာဇမင်္ဂလာကွင်းကြီးမှာကျင်းပသွားမှာဖြစ်ပါတယ်မြန်မာအသင်းကတော့အဝေးကွင်းတွားရောက်ကန်ရမှာပါထိုင်းအင်ကွင်းမှာကန်ရမှာပေါ့နော်ဩဂုတ်လ10ရက်နေ့မှာကျင်းပမဲ့ထိုင်းနဲ့မြန်မာပွဲကတော့ဒီ Group B ရဲ့အုပ်စုနောက်ဆုံးအဆင့်ပွဲစဉ်ဗျာနော်ထိုင်းအသင်းကလည်းအမှတ်တချို့ကိုရှာပြီးသွားပြီမြန်မာအသင်းကရှစ်ပွဲမှာလာဝရာနိုင်ခဲ့မယ်ဟေ့ဆိုရင်မြန်မာအသင်းကဘာပြော6မှတ်ဖြစ်သွားပြီမြန်မာအသင်းအနေနဲ့ကထိုင်းအသင်းကိုဘယ်လိုများကန်လာမလဲဆိုတာစိတ်ဝင်စားစရာကောင်းနေပြီဗျမြန်မာအသင်းအနေနဲ့တေကြရင်တက်ဖို့ရှိလားဆိုတော့မတက်နိုင်ပါဘူးရှုံးရင်တော့ထွက်ရမှာတေချပါတယ်ရှုံးမဲ့ရာခိုင်နှုန်းကလည်း90ရာခိုင်နှုန်းလောက်ရှိတယ်တေကြမဲ့ရာခိုင်နှုန်းကလည်း20ရာခိုင်နှုန်းလောက်ရှိတယ်ဗျအခုဒီ market price ကိုကျွန်တော်ကြည့်လိုက်တော့မြန်မာနိုင်မဲ့ရာခိုင်နှုန်းလေးကတော့ 10% ပဲရှိတယ်ပေါ့နော်ထိုင်းသင်းအနေနဲ့ကတော့နိုင်မဲ့ရာခိုင်နှုန်းကတော့90ရာခိုင်နှုန်းရှိတယ်တေ20ရာခိုင်နှုန်းရှိတယ်ရှုံးမဲ့ percentage လေးကတော့ 10% ရှိနေသေးတယ်ဗျမြန်မာအသင်းအနေနဲ့ဒီပွဲကိုတော့နိုင်မလိုက်မယ်ဟေ့ဆိုရင်သူတို့ကျန်တဲ့အုပ်စုပွဲစဉ်တွေရဲ့ဘယ်သူအမှတ်ကိုမှတွားကြည့်စရာမလိုပါဘူးထိုင်းကိုနိုင်ပြီဆိုတာနဲ့နောက်တစ်ဆင့်ကိုတက်ပြီဗျာနော်6မှတ်နဲ့ကိုတက်သွားမှာပါအုပ်စုဒုတိယနဲ့ပဲဖြစ်ပထမနဲ့ပဲဖြစ်ထိုင်းသင်းကိုနိုင်ပြီဆိုတာနဲ့တက်ပြီဒါပေမဲ့ထိုင်းသင်းကိုနိုင်ဖို့ဆိုတာလည်းမဖြစ်နိုင်သလောက်ကိုခဲရင်းနေတဲ့အခြေအနေမျိုးပေါ့နော်လက်ရှိကလည်းထိုင်းသင်းကသူတို့ရဲ့ဒီ star player အများကြီးမပါဘူးဆိုပေမဲ့ထိုင်းလီ1နဲ့ဒီပါလီတချို့မှာကစားနေတဲ့ player တွေကိုခေါ်လာဖြစ်တဲ့အတွက်ကြောင့်ထိုင်းလူစင်းကမြန်မာလူစင်းနဲ့ဆိုင်2ဆလောက်တောင်းတင်းပါတယ်ဗျတခုရှိတာကတော့ထိုင်းကစားသမားတွေရဲ့လက်ရွေးစင်အတွေ့အကြုံနဲ့မြန်မာကစားသမားတွေရဲ့လက်ရွေးစင်အတွေ့အကြုံချင်းရှင်အာဆီယံပြိုင်ပွဲတွေမှာဆိုရင်တော့မြန်မာကစားသမားတချို့ကပွဲအရေးအတွက်ပို့ပြီးတော့ကန်ထားတာမျိုးလေးတွေလည်းရှိတယ်ဗျ။ဘာလို့ဆိုတော့ထိုင်းသင်းကဒီနှစ်မှာပလီယာသစ်တွေအများကြီးခေါ်လာတာဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ထင်တာကတော့ဒီနီးပြအကြီးကပိတ်ပြီးကစားတတ်တဲ့ထဲမှာတော့မပါဘူး။အဲ့ဒါဆန်ပိတ်ပြီးတော့ကစားလောက်မယ်လို့တော့မထင်ဘူးဗျာနော်။နေထားတစ်ခုလောက်ပဲပိတ်ကစားမယ်သူ့အနေနဲ့ကောင်တာအတက်တွေကိုအသုံးပြုပြီးတော့ထိုင်းအသင်းကိုရင်ဆိုင်သွားမယ်လို့ပဲကျွန်တော်မြင်နေဗျာနော်ဒီပွဲပေါ်မြင်လေးပေါ့နော်မြန်မာအသင်းတွေနဲ့ကလည်းထိုင်းအသင်းကိုပြိုင်ပွဲအရဲမှာမနိုင်ခဲ့တာကဆယ်စုနှစ်များစွာကြာရင်းနေခဲ့ပြီဒီနှစ်မှာဒီတစ်ခေါက်မှာမြန်မာအသင်းတွေနဲ့ထိုင်းအသင်းရဲ့အင်ကွဲမှာ surprise တိုက်ဝါနိုင်မလားဆိုတော့ကျွန်တော်စောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ကတော့မြန်မာလူမျိုးမြန်မာပြည်သက်တယောက်ဖြစ်တဲ့ brother တို့ရေမြန်မာအသင်းရဲ့အခြေအနေဘယ်လောက်ပဲဆိုတော့ကျွန်တော်တို့မြန်မာအသင်းတွေပဲမြန်မာအသင်းကိုပဲအားပေးသွားအောင်မှာဖြစ်တာကြောင့်ဒီပွဲမှာလည်းကျွန်တော်မြန်မာအသင်းကိုပဲအားပေးသွားမယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကျွန်တော်ကိုယ်တိုင်လည်းဒီရာဇမင်္ဂလာကွင်းကိုတွားရောက်ကြည့်ရှုသွားမှာဖြစ်ပါတယ်ခင်ဗျာဘောလုံးပွဲဗျာမဖြစ်နိုင်ဘူးဆိုတော့မရှိပါဘူးအကောင်းမြင်တဲ့စိတ်လေးနဲ့ပဲတစ်ခါလေးကြာရင်ကြည့်ပေးလိုက်ကြအောင် brother တို့လည်း comment အစိုးရလည်းအများကြီးမှန်ပြီးသွားပြီเนาะဒီ Facebook page မှာကျွန်တော် YouTube channel မှာတော့ brother တို့လည်းမှန်ပြီးသွားပြီမြန်မာအသင်းမကောင်းကြောင်းမြန်မာအသင်းဆိုးကြောင်းမြန်မာအသင်းညံ့ကြောင်းတွေ player တွေမကောင်းကြောင်းတွေပြောပြီးသွားပြီဒါပေမဲ့အခုတစ်ခါလောက်ပေါ့တစ်ခါလောက်လေးအကောင်းမြင်ကြည့်ပေးလို့ရမလားလို့ကျွန်တော်ဒီကနေပဲတောင်းဆိုလိုက်ချင်ပါတယ်ခင်ဗျဒီတစ်ခါလောက်လေးအကောင်းမြင်ပြီးတော့ကျွန်တော်ဒီကြည့်လို့ရတယ်ဘာလို့ဆိုတော့ရှုံးဝိုင်းတောင်မှဗျလက်ရှိနီးပြကြီးကစားနေတဲ့ပုံလေးကတော်တော်လေးအဆင်ပြေတယ်နေပဲเนาะကျွန်တော်အရင်တော့မမြင်ခဲ့ရတဲ့ကစားကွက်လေးဆိုတာရှိလာပြီးသူ့အနေနဲ့တိုက်စစ်လေးကိုအကောင်းကောင်းအကောင့်ထဲပေါ်နိုင်လာခဲ့ရเนาะဒါကတော့ကိုကစားသမားတွေကိုပလေယာတွေအဆုံးသက်အသုံးမကျတာတစ်ပိုင်းပေါ့เนาะဒါပေမဲ့နီးပြရဲ့ကစားကွက်ရှိပုံလေးပေါ့เนาะအရင်လိုတောင်ကန်မြောက်ကန်မဟုတ်တော့ဘူးเนาะမြန်မာအသင်းကန်တဲ့အလုံးဆိုရင်ဘေးရောက်ဘန်ကေးတွေမဟုတ်တော့ဘူးစနစ်တကျနည်းလေးတော့ဖြစ်လာတယ်ပေါ့နော်စီးနဲ့ပေါင်းနဲ့ကစားတက်လာတယ် organize လေးဖြစ်လာတယ်ဗျ play style လေးအဲ့ဒါကြောင့်ပဲကျွန်တော်ဒီပွဲမှာမြန်မာအသင်းကိုဆက်အားပေးမှာတော့ရှုံးရင်လည်းဘာပြောဒီမြန်မာအသင်းနောက်ထပ်ရှင်ပြိုင်မဲ့ပြိုင်ပွဲတချို့ရှိသေးတယ် FIFA ASEAN Flower တို့ဘာလို့ရှိမယ်စီးကိန်းတို့ဘာလို့ကြံသေးတယ်ဗျာနော်အဲ့ပွဲတွေမှာလည်းအားပေးရမှာဖြစ်တဲ့ကြောင့်မနိုင်တော့ဗျာတေလောက်ကြရင်ကျွန်တော်ကတော့နောက်တစ်ဆင့်မတက်လဲကျင်တတ်တယ်အခုပြင်ထိုင်းလိုအသင်းကိုတေရမယ်ဟေ့ဆိုရင်ကိုကျင်တတ်ပြီဗျာနော်အားသားတို့ရဲ့ကန်ပြီးခဲ့တဲ့ပွဲစဉ်လေးတွေကိုလည်းကျွန်တော်ဝေဖန်လေးကန်ခဲ့ပြီးသွားပြီရှေ့ဆက်လာမဲ့ပွဲစဉ်တစ်ပွဲကိုလည်းတုံးတက်ခဲ့ပြီးသွားပြီပေါ့နော်အခုလာမဲ့တတိယမြောက်ပွဲစဉ်မှာလည်းမြန်မာအသင်းအနေနဲ့လာအိုကိုနိုင်ခြေရှိတာကြောင့် brother တို့အနေနဲ့
မြန်မာတကယ်လို့လာအိုရာနိုင်ခဲ့မယ်ဟေးဆိုရင်ကြ6မှတ်ရှိသွားပြီပေါ့နော်ဖိလစ်ပင်းကိုနိုင်ခဲ့တဲ့3မှတ်နဲ့လာအိုနိုင်ခဲ့တဲ့3မှတ်6မှတ်နဲ့ဟေးဆိုရင်နောက်တစ်ဆင့်မှာတွေ့ရမယ်ဒီထိုင်းသင်းနဲ့ပေါ့နော်အုပ်စုနောက်ဆုံးပွဲစဉ်မှာတွေ့ရမယ်ထိုင်းသင်းနဲ့ပွဲစဉ်မှာရောဘလို့ရလက်တွေဖြစ်နိုင်တယ်လဲပေါ့အထူးဖြင့်မြန်မာအနေနဲ့ကထိုင်းသင်းကိုဒါနောက်ထပ်3မှတ်ရပြီးအနိုင်ယူခဲ့မယ်ဟေးဆိုရင်နောက်တစ်ဆင့်ကိုတက်ရောက်သွားမှာဗျဖြစ်နိုင်မှုကတော့ခဲရင်းနေဆိုပေမဲ့ brother တို့ရဲ့အကြံပြုချက်လေးတွေပေါ့နော်ဘယ်ကစားသမားတွေက improve ဖြစ်ဖို့လိုနေတယ်လဲမြန်မာအသင်းတွေနဲ့ဘလို့ပုံစံမျိုးကစားတင်တယ်လဲပေါ့နော် brother တို့အခုမြန်မာအသင်းပေါ်ကိုထားတဲ့မျောလင့်ချက်လေးတွေပေါ့နော်မျောလင့်ချက်နည်းနည်းလေးရှိရင်ဆိုတော့မှကျွန်တော်ရဲ့ဒီဗီဒီယိုလေးထဲမှာ comment လေးတစ်ချက်လောက်မှတ်ပေးခဲ့ကြပါဗျာဘာလို့ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့အထက်မှာဒါတချို့ဆိုရင်ဘောလုံးတိုင်းဝမ်လူတွေလည်းပါတယ်တချို့ဆိုရင် player တွေကိုယ်တိုင်လည်းပါတယ်တချို့နီးပြတွေကိုယ်တိုင်လည်းပါတယ်ဗျာနော်ဘာပဲပြောဒီအမြင်လေးတွေကို brother အနေနဲ့ share ခဲ့လို့ရပါတယ်ဗီဒီယိုလေးကို like လုပ်ခဲ့ပေးလို့လည်းရပါတယ်ခင်ဗျအထူးဖြင့်ကျွန်တော်လိုချင်တာကတော့ comment လေးတွေပေါ့နော် brother တို့ရဲ့အမြင်လေးတွေပေါ့နော်ဘယ်လိုရှိလဲဆိုတော့ကျွန်တော်လည်းသိချင်တယ်ဗျာနော်ဆက်လက်ပြီးတော့မြန်မာနဲ့လာအိုပွဲဖြစ်ဖြစ်ထိုင်းနဲ့မြန်မာနဲ့ပွဲဖြစ်တွားရောက်အားပေးမဲ့ brother ကြီးရှိရင် comment လေးတွေမှာတစ်ချက်လောက်မှန်ခဲ့ပေးပါအောင်ဗျာနော် brother တို့ရဲ့ဒီ enthusiastic blog ဖြစ်ပုံတွေ brother တို့စိတ်အားထက်သန်နေပုံတွေကိုကျွန်တော်ဒီမှာပြည်သက်တွေအားလုံးပြလိုက်ကြအောင်လားဗျာနော်မြန်မာအသင်းအနေနဲ့လာအိုအသင်းကိုအနိုင်ကန်မှာဖြစ်တာကြောင့်ဘာပဲပြောအုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့မြန်မာနဲ့ထိုင်းပွဲဟာတော့စိတ်လို့ရှားပွဲရအကောင်းဆုံးပွဲတစ်ပွဲဖြစ်တဲ့အပြင်ပြိုင်ဆိုင်မှုပြင်းထန်မဲ့ပွဲတစ်ပွဲဖြစ်နေမှာတော့လုံးဝသိကြတယ်ဗျာထိုင်းအတွက်မဟုတ်ရင်တောင်မှမြန်မာအတွက်ကတော့သိကြဗျာနော် brother နော်ကျွန်တော်တို့အနေနဲ့ဒီမျောလင်းချက်နည်းနည်းလေးကနေစုပ်ကင်ထားရင်မြန်မာအသင်းအနိုင်ရပါစေလို့ဆုတောင်းရင်းနဲ့ဒီဗီဒီယိုလေးကိုဒီကုန်းကမတ်အဆုံးသတ်လိုက်ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ချစ်ညီကိုတွေ brother တွေအားလုံးကျမ်းမာချမ်းသာရွှင်လန်းချမ်းမြေ့ကြပါစေ subscribe မလုပ်ရသေးတဲ့ brother တွေနဲ့လည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ကြပါအောင်လို့မေတ္တာရက်ခံတောင်းဆိုရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာ